တရုတ်နိုင်ငံအခြေစိုက်အလီဘာဘာအုပ်စုရဲ့လက်အောက်ခံနာမည်ကြီး online ဈေးဝယ်လုပ်ငန်း short.com.mm ကမြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေတဲ့၎င်းတို့ရဲ့လုပ်ငန်းလည်ပတ်မှုအားလုံးကိုရပ်နားတော့မယ်လို့ဧပြီလ29ရက်ညပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ short.com.mm ရဲ့ထုတ်ပြန်ချက်မှာလုပ်ငန်းတွေရပ်နားမဲ့ဆုံးဖြတ်ချက်ကိုခက်ခဲစွာချမှတ်ခဲ့ရတဲ့အကြောင်းဖော်ပြထားပါတယ်။လုပ်ငန်းရပ်နားဖို့ပြင်ဆင်နေချိန်အတွင်းလက်ရှိမှယူထားတဲ့ order တွေပို့ဆောင်မှုတွေပစ္စည်းပြန်လည်ပေးပို့မှုတွေနဲ့ငွေပေးချေမှုတွေအားလုံးကိုတာဝန်ယူမှုအပြည့်နဲ့ချောမွေ့စွာအပိသက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းအာမခံထားပါတယ်။နောက်ဆုံး order ကို2026ခုနှစ်ဧပြီလ29ရက်ည17:59မိနစ်အထိပဲ order တွေကိုလက်ခံပေးသွားမယ်လို့သိထားရပါတယ်။ short.com.mm ကိုဂျာမနီအခြေစိုက် Rocket Internet က2012ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး Shop ရဲ့မိခင်ကုမ္ပဏီ Direct Group ကို2018ခုနှစ်မှာအလီဘာဘာအုပ်စုကဝယ်ယူခဲ့တယ်လို့သိရပါတယ်။ Direct Group အနေနဲ့2024နှစ်စံပိုင်းကတည်းကမြန်မာပါကစ္စတန်ဘင်္ဂလားဒေ့ရှ်သီရိလင်္ကာနဲ့နီပေါဈေးကွက်တွေမှာဝန်ထမ်းအင်အား17%ရှော့ချပြီးပြန်လည်ဖွဲ့စည်းခဲ့တယ်လို့သိရှိရကြောင်းပါခင်ဗျာ။